နင်းနေလောက်အေးပြက်ခံပြီးတော့ဟိုကျူးစားပန်းစားစားလီလို့ပြီးတက္ကသိုလ်ကနေအမှတ်ကောင်းတဲ့ဘွဲတစ်ခုရအောင်ယူခဲ့တယ်ဆိုပါစို့ချင်း ဟုတ်ကဲ့ CRDC ကထောက်ကန်စာတွေလည်းအပြည့်စုံရထားပြီပေါ့ ဟုတ်ကဲ့ ပြီးတော့ကိုယ့်ရဲ့သူတည်တရာစာတန်းကလည်းတကယ်ကိုအစင်တန်းမြင်မာနေတယ်လေအဲ့လိုအခြေအနေမှာကိုယ့်ရဲ့ short log file တွေကြီးကိုပို့ပေးတဲ့အမြန်ချောဖို့တော့ညနေ3နာရီတိတိအစား3နာရီ15မိနစ်မှရုံးကိုရောက်သွားလို့ဂျပန်နိုင်ငံမှာပညာသွားသင်ရမယ့်အိမ်မက်ကြီးတစ်ဆက်စီပြိုကွဲသွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ကြားလိုက်ရုံနဲ့တင်တော်လေးစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေတစ်ခုပါပဲခင်ဗျာ ဟုတ်တယ်မလားဒါမဲ့နာဟိုစိတ်ကူးရင်ဇလန်တပုတ်မဟုတ်ဘူးရှင်နိုင်ငံတကာပညာသင်စုကြီးတွေအထူးသဖြင့်ဂျပန်နိုင်ငံကပြည်တဲ့ပညာသင်စုတွေမှာတကယ်ဖြစ်ပျက်နေတဲ့ရက်ဆက်လွန်းလာတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်ရှင် မမပဲဒီအခြေအနေကတော်တော်လေးကိုတတိထားစရာကောင်းတဲ့ကိစ္စပါခင်ဗျာများသောအားဖြင့်လူတွေကပညာသင်စုရှော့တော်မယ်ဆိုရင်ဘလို့စားတွေစူးစမ်းရမလဲဆိုတာရဲ့အင်တာဗျူးမှာဘလို့ဖြေရမလဲဆိုတာကိုပဲအထူးအာရုံစိုက်ကြလေ ဟုတ်ကဲ့ ဒါပေမဲ့တကယ်လက်တွေမှာပထမဆုံးဖြတ်ကျော်ရမယ်စာမေးပွဲကစာရုပ်ပေါ်ကမေးခွန်းတွေမဟုတ်ပဲလေရှောက်လာတဲ့လုံကန်စင်ကိုယ်တိုင်ကစာမေးပွဲတစ်ခုဖြစ်နေတယ်ဆိုတာကိုမေ့နေတတ်ကြတယ် တိကျပါပဲရှင်ဒီနေ့ဆိုရင်2026ခုနှစ်မေလရဲနဲ့ကိုရုပ်ရှိလာခဲ့ပြီဖြစ်ပါတယ်ရှင်အခုရက်ပိုင်းမှာဂျပန်နိုင်ငံပညာရေးယဉ်ကျေးမှုအားကစားတစ်ပြန်တဲ့နီးပညာဝန်ကြီးဌာနအားလုံးသိကြတဲ့ Max ကနေပေးအပ်မဲ့2020ခုနှစ်တဲ့ Research Student Scholarship Program ကြီးကိုရှောက်ထားဖို့အပူတပင်းပြင်ဆင်နေကြတဲ့အချိန်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခုချိန်ကတော်တော်လေးအလို့မြမယ်ချင်းပေါ့ ဟုတ်ပါပဲအဲ့တော့ဒီနေ့ကျမတို့စီကိုရောက်လာတဲ့မှတ်ချက်လေးတစ်ခုရှိတယ်အတိအကျခပ်ပြရင်ဒါကမြန်မာနိုင်ငံမှာခြားကတိုက်ရိုက်ထုတ်ပြန်တာပါငါအဲ့ထက်ကအစင်စင်လောက်ဆောင်ရမှာကိုမင်းရှင်းရှင်းလင်းလင်းပြောပြပေးလို့ရမလားဆိုရဲစာသားလေးပါ ။အော်တော်တော်လေးကိုတိုက်ရိုက်ကြရဲ့တောင်းဆိုမှုပဲနော် ဟုတ်တယ်ရှင်အဲ့ဒီကိုဒီနေ့ကျမတို့ရဲ့နက်နက်ရှိုင်းဆိုင်လေးလာဆွေးနွေးမှုစီစဉ်မှာမြန်မာနိုင်ငံဂျပန်ပြန်သားတင်အောင်ခေါ်မချာကနေတိုက်ရိုက်ထုတ်ပြန်ထားတဲ့ဒီချိန်ညာချက်ကိုအခြေခံပြီး shock ထားရမယ်အဆင့်ဆင့်ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်အသေးစိတ်ဖြေချပါမယ်ရှင် ။ကောင်းပါပြီ။အဲ့တော့မစခင်မှာအရေးကြီးတဲ့အခြေခံသတ်မှတ်ချက်လေးတစ်ခုကိုကျွန်တော်အရင်ရှင်းပြခြင်းပါလေ ဟုတ်ကဲ့ပြောပါရှင် ။ဒီပညာသင်စုဟာပြည်တွင်းဒါမှမဟုတ်ပြည်ပကတ်တတ်တော်တစ်ခုခုကနေဘွဲ့ရရှိပြည်သူတွေကတည်တံ့ရည်ရွယ်တာဖြစ်ပါတယ်ခင်ဗျာ ဘွဲရပြီသူတွေပေါ့ ။ဟုတ်ပါတယ်။ပြီးတော့ Max ရဲ့လမ်းညွှန်ချက်တွေအရလက်ရှိမြန်မာနိုင်ငံမှာနေချိုက်သူတွေသာရှောက်ထားခွင့်ရှိမယ်လို့ကန့်သက်ထားပါတယ် အော်ဆိုလိုတာကကိုကခုလက်ရှိနိုင်ငံပြင်မှာရောက်နေတဲ့ဆိုရင်လက်လျှောက်ခွင့်မရှိဘူးပေါ့ ။မှန်ပါတယ်ခင်ဗျာ။ဒါကအခြေခံအကြဆုံးစစ်ထုံမှုတစ်ခုပါ ကဲဒါဆိုရင်အသေးစိတ်လုပ်ငန်းစဉ်တွေရှိကိုတွားလိုက်အောင်ကျမအမြင်တော့ဒီချင်းညာချက်ကြီးကိုကြီးလိုက်ရင် Max နဲ့မာဂျာဟာရှောက်ထားသူတွေကိုအဆင့်30နဲ့စစ်ထုံနေတယ်လို့မြင်တယ်ရှင် ။ဟုတ်ကဲ့ gain တစ်ခုမှာ level ဖြတ်တယ်လို့မျိုးပေါ့ ဟုတ်တယ်အဲ့ဒီလိုလဲ